အားလုံးပဲမင်္ဂလာပါ Walk with Mystic Tarot Channel လေးရနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်ကဒီလက်တလောပေါ့နော်ကိုယ့်ရဲ့လက်ရှိဒီအချိန်ကာလအတွင်းမှာအခြေနဲ့ပတ်သက်တဲ့ message ကလေးကို general reading အနေနဲ့ collective reading အနေနဲ့ကြည့်သွားပေးမယ်ပေါ့နော်ဟိုဒါကတော့ဘယ်လိုမျိုး pick up ပိုင်းတော့မဟုတ် pick up ပိုင်းကိုကြည့်ချင်တယ်ဆိုတော့ကျွန်တော်ရဲ့ YouTube channel မှာလည်းရှိတယ်အဲ့တော့ဒါကတော့ general အနေနဲ့အခြေနဲ့ပတ်သက်တဲ့ message တွေအပြောင်းလဲတွေကိုကျွန်တော်တို့ကြည့်ကြရအောင်ဒီကနေ့ထူးထူးခြားခြားဒီအခြေနဲ့ပတ်သက်ပြီးတော့ reading လုပ်ပေးခြင်းနဲ့ calling လေးရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြည့်ရအောင်လက်ရှိအခုကြည့်နေတဲ့ video တွေအတွက်ကို spirit ကဘာပြောခြင်းလဲအခြေနဲ့ပတ်သက်ပြီးတော့ okay အဲ့တော့ okayဒါလေးတစ်ချက်ခဏဖိလိုက်မယ်နော်အခြေနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ကအတိုက်ခိုက်တွေဒီအနှောက်အယှက်တွေညာသောလူတွေရွေးချယ်ရခက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒီအတိုက်ခိုက်တွေဘာတွေရှိရဲ့အကြောင်းမျိုးကြောင့်မလို့သူနဲ့ကိုယ်နဲ့ကြားထဲမှာအဆက်မပြေဘူးဘေးပတ်ဝန်းကျင်ကလူတွေကြောင့်မလို့ third party issue တွေကြောင့်မလို့ဒီနာကျင်ရတယ်ပေါ့ကွာနာကျင်ရတယ်ပင်ပန်းရတယ်မွန်းကျက်ရတယ်ဆိုတော့ခံစားချက်တွေရှိရပေါ့နော်ဒါပေမဲ့တဲ့အဲ့ခံစားချက်တွေအားတဲ့ဒီကျွန်တော်ခေါင်းထဲမှာကြားလိုက်တဲ့ message ကတိုင်းရင်းနဲ့ဝင်လာတာက3ဘတ်ပေါ့နော်3ဘတ်ဆိုတော့ February လထဲမှာတော့မဟုတ် March လထဲမှာ March လလည်း3လပိုင်းအဲ့3ကနန်းနဲ့ပတ်သက်တဲ့ဟာမှာကွာ3လ3ဘတ်3လအတိအမလား1လ2လဥမာ2လပိုင်း3လပိုင်းအဲ့လိုမျိုးပိုင်းနေမှာတဲ့အဲ့နာကျင်မှုတွေဒီလမ်းပြောင်းမှုတွေဒီအနှောက်အယှက်တွေအကုန်လုံးကင်းဝေးမယ်တဲ့လာပြောသွားတယ်ဒါ tarot cat အပြင်ရလိုက်တဲ့ message ပေါ့နော်ပြီးတော့ကိုယ့်အတွက်တချို့လူတွေကသိရမလားဒီဆက်ဆံရေးကြီးကမမျှတဘူး fair မဖြစ်ဘူးတစ်ဖက်သက်ကြီးပေးခဲ့ရတာတွေတစ်ဖက်သက်ကြီးနာကျင်ခဲ့ရတယ်ဆိုတော့လူတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်ပါကောင်းပါလိမ့်မယ်တို့ထို့လူတွေအတွက်လည်းစိတ်ထဲမကြနဲ့ပေါ့နော်ကိုနာကျင်ခဲ့ရတဲ့ဟာတွေအကုန်လုံးကဘယ်လိုပြောပြမလဲဟို justice ပေါ့နော်တရားမျှတမှုရလိမ့်မယ်တချို့တွေဆိုသိရမလားဒါမမျှတဘူးတစ်ဖက်တရားပဲလိမ်ခံခဲ့ရတာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုလူမျိုးတွေစိတ်မပူနဲ့ကိုယ့်အတွက်မှန်ကန်တဲ့ justice တရားမျှတမှုရလာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပြီးတော့လေကိုယ့်ရဲ့ဒီဆူတောင်းတွေ manifestation တွေပြည့်လာပြီးတော့ကိုယ့်ဘဝတွေကိုတကယ်ကိုချစ်တဲ့လူတယောက်ဒီနှစ်မကုန်ခင်ထဲမှာဝင်လာလိမ့်မယ်ဒီနှစ်မကုန်ရင်လို့တော့ပြောတယ်တယောက်နဲ့တယောက်ရဲ့ဒါ collective reading က pick up ပိုင်းတဲ့ energy တွေပုံများရကွာအဲ့တော့ဒီမှာကတော့ရက်တေလာတွေကတော့မပြောတော့ဒါပေမဲ့အကုန်လုံးအတွက်ကတော့ဒီနှစ်မတိုင်ခင်လူတယောက်ဘဝထဲကိုဝင်လာလိမ့်မယ်တဲ့အဲ့လူဒီတဲ့ကိုအရင်ကဒီ X တွေအရင်ကလူတွေနဲ့အရင်လူထက်သားစေရမယ်ဆိုတဲ့လူကွာအဲ့တော့အရင်လူထက်သားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုပြောတယ်သူဒီငွေရေးကြေးရေးပြည်စုံတယ်ရုပ်ကချောတယ်အရက်ရှည်တယ်ဆိုပြီးတော့လည်းပြောပါတယ်ဒါပေမဲ့နှစ်ယောက်ကြားထဲမှာကမတူညီရဲ့ background တွေမတူညီရဲ့နေရာတွေကနေဆင်းသက်လာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်ကိုတယောက်ကြားထဲမှာညှိနှိုင်းရမယ့်ဟာလေးတွေစကားပြောမယ့်ဟာလေးတွေ personality မတူတဲ့ဟာလေးတွေတော့ရှိလိမ့်မယ်တဲ့ဒါပေမဲ့အခြေရေးကတာယာလိမ့်မယ်လို့လည်းပြောသွားတယ်ပေါ့နော်အဲ့တော့ဒီအခုပြီးဆုံးသွားတဲ့ဆက်ဆံရေးတွေကိုတဲ့လွှတ်ချလိုက်တဲ့ကောင်းမွန်တဲ့လူဘဝတွေကိုရောက်လာလိမ့်မယ်ဆိုပြီးတော့ပြောတယ်နောက်တစ်ခုကဘာပြောလဲဆိုတော့အခုတချို့လူလေးတွေ single ဖြစ်နေရကြာပြီဆိုတဲ့လူလေးတွေလည်းမင်းတို့ရဲ့ဆူတောင်းလေးတွေပြည့်လိမ့်မယ်ဆိုပြီးတော့ပြောသွားတယ်တချို့အတွက်ကလေဒီလိုမျိုးကိုကစိတ်ရှိရှိနဲ့စောင့်လေပုံမကောင်းမွန်တဲ့လူရောက်လေဆိုတော့နမိတ်မျိုးလည်းရထားသလိုနှစ်ယောက်က kings နဲ့ queens နဲ့တော့ဖြစ်တယ် light ဖက်ညီမှုရှိတယ်ဆိုတဲ့ပုံစံမျိုးကွာဘယ်လိုပြောပြမလဲဟိုနေနဲ့လာရွှေနဲ့မြသဘောမျိုး light ဖက်ညီမှုရှိတယ်သို့တော့ဒီမှာ kings of pentacle queens of one personality ကလုံးဝမတူဒီဘက်ကလူက stable ဖြစ်တယ်ရေခဲတုံကိုယ့်ဘက်ကနည်းနည်းလေးဟိုခက်တက်ခက်မြန်ရှိတယ်အဲ့လိုမျိုး opposite ကိုရတတ်တယ်ပေါ့နော်ကိုကပို့ပြီးတော့
စိတ်မြန်လက်မြန်ရှိတဲ့လူမျိုးတစ်ဖက်ကကြတော့နည်းနည်း ADSG ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့တယောက်ကိုတယောက်ကချစ်ကြတဲ့ love language တွေကလည်းမတူကြဘူးတစ်ဖက်လူရဲ့ love language က quality time physical touch ပြီးရင် gift အဲ့ဒါတွေနဲ့လာပြီးကိုကကြတော့ word of affirmation physical touch အဲ့လိုမျိုးပို့ပြီးတော့ဟိုနည်းနည်းမြန်ဆန်ဆန်နဲ့အုံတိုင်းပေါ့နော်ချစ်တယ်မချစ်ဘူးရင်ထဲကရှိတဲ့အတိုင်းတွေပြောပြလိုက်မယ်ဆိုတဲ့လူမျိုးတစ်ဖက်လူကကြတော့သူ့ရဲ့ခံစားချက်တွေတော့ထုတ်မပြဘူးဒါပေမဲ့ကိုယ်ချစ်ကြောင်းသူသိအောင်ပြလိုက်မယ်စပွိုင်းခံရမယ်ဆိုပြီးတော့လေ low-key လေးလာပြောသွားရပေါ့နော်အဲ့လိုမျိုးကိုယ်ဟိုဟာဝယ်ပေးဒီဟာဝယ်ပေးနဲ့ပေးမှာမျိုးပေါ့နော်ပြီးတော့ဒီဆက်ဆံရလေဟိုဘယ်လိုပြောရမလဲမောင်နှမတွေဟိုချစ်သူတမီးသားချစ်သူတကူတဲ့နေမဟုတ်ပါသလားမိသားစုဝင်တယောက်ကနေကိုယ်ချစ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လေတွေ့ကြုံရဖို့ရှိတယ်ဆိုပြီးတော့ပြောပြသွားတယ်အဲ့တော့ကိုယ့်ရဲ့နာကျင်မှုတွေခံစားခဲ့ရတဲ့အခြေအနေတွေဒီပြီးဆုံးသွားတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့အားမငယ်ဖို့နဲ့ရှေ့ဆက်ပြီးတော့ဟိုပုံမကောင်းမှုနဲ့ຢာတွေရှိတယ်ဒါကြောင့်မလို့ကိုယ့်ဘက်ကမှန်အောင်နေတာမှန်အောင်နေပါမှန်အောင်နေပေါ့နော်မှန်အောင်နေကောင်းတာလုပ်ဒါဆိုရင်ကိုယ့်အတွက်ကောင်းကျိုးကုပြန်ခံစားရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်နောက်တစ်ခုကဖျားတွေဘာတွေသွားဖြစ်တယ်ဆိုရင်ဒီအသီးလေးတွေကတ်တာမျိုးလုပ်လို့ရတယ်တောက်ကြနေတိုင်းမှာတောက်ကြနေရောက်တယ်ဆိုရင်ပန်းသီးလေးတစ်လုံးကိုအမြဲတမ်းစားပေးပါပေါ့နော်ဒါရရအနေနဲ့ပေးလိုက်တယ်ဆိုပန်းသီးတစ်လုံးကိုစားတဲ့အချိန်မှာကိုကအချီငါအတွက်ချီကန်ကောင်းပြီချီကန်ကောင်းနေပြီဆိုတော့ပုံစံမျိုးလေးနဲ့ပန်းသီးလေးကိုစားပန်းသီးစိမ်းမဟုတ်နော်ရိုးပန်းသီးလေးကိုစားပြီးတော့ manifest လုပ်မယ်ဆိုလဲကိုယ့်ရဲ့ manifestation တွေကပို့ပြီးပြေဝလိမ့်မယ်ဆိုပြီးတော့ပြောထားပါတယ်ဒါကတော့ဒီကျွန်တော်ရဲ့ walk with mystic ရဲ့လူတွေအတွက် collective reading ဖြစ်ပါတယ် personal reading မေးချင်တယ်ဆိုရင် Facebook Messenger လေးလာမေးလို့ရတယ်လို့ကျွန်တော်ရဲ့ Telegram လေးရနေပြီးတော့လည်းဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်စီမှာပြီးတော့ရေရရာကြီးခြေပေးတဲ့ service လည်းရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆက်ဆက်ရရဆင်ပြေကြပါစေကိုကြီးစမချင်းစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေခင်ဗျာ